ဒီနေ့မှာတော့ line ပေါ်မှာနာမည်ကြီးနေတဲ့ပတ်စံရတဲ့ဗီဒီယိုတွေတင်ပတ်စံရတဲ့ waifu ဆိုတဲ့အကောက်ကိုဖွင့်ပြမှာဖြစ်ပါတယ်ပတ်စံတကယ်လည်းဖွင့်ပါတယ်ပေါ့နော်အဲ့တော့ဒါက YouTube တွေ TikTok တွေပို့လွယ်တယ်အဲ့တော့ waifu အကောက်ကိုဘယ်လိုဖွင့်မလဲဆိုတော့ဒီနေ့ဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကိုဖုန်းထဲမှာ waifu application မရှိဘူးဆိုရင် Play Store ကနေပြီးတော့မှအလွယ်တကူ download ဆွဲလို့ရပါတယ် download တော့ဆွဲလိုက်ပါပြီးတော့လို့ရှိရင်ကျွန်တော်တို့ဖွင့်မဲ့အချိန်မှာ VPN ခံပြီးဖွင့်ရင်ပိုကောင်းပါတယ်အဲ့တော့ VPN မခံလည်းရပါတယ်ဒီတိုင်းဖွင့်လို့လည်းရပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ VPN ခံပြီးဖွင့်လည်းရတယ်မဖွင့်လည်းရတယ်ဆိုတော့ကိုကြိုက်တာကိုလုပ်လို့ရပါတယ်အဲ့တော့ဒီချိန်မှာမွေးသက်ကလေးထည့်ရမယ်မွေးသက်ကလေးကမှကျွန်တော်တို့အမှန်ထည့်ဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့နောက်ပိုင်းပတ်စံထုတ်တဲ့ခါကျရင်ဘက်ကတ်တွေချိတ်တာတို့မှတ်ပုံတွေနဲ့ ID တင်တာတို့ဘာလို့ဖြစ်လာလို့ရှိရင်ကျွန်တော်တို့ကိုမွေးသက်ကလေးအမှန်ဖြစ်မှရမယ်ပေါ့နော်ဝေဘူးအကောက်ကိုဝေဘူးအကောက်ကနေပြီးတော့ပတ်စံရတာဝေဘူးကနေပြီးတော့ပတ်စံရတာတော်တော်လွယ်ပါတယ်ဘာလို့လဲဆိုတော့ YouTube တို့ TikTok တို့က copyright တွေရှိတယ်ဝေဘူးမှာကတခြားဗီဒီယိုတွေတင်လို့ရတယ်ပေါ့နော်ကိုဗီဒီယိုမဟုတ်လဲတခြားဗီဒီယိုတွေ down ပြီးတော့တင်လို့ရတယ် copyright မရှိဘူးအဲဒါကြောင့်မို့ကျွန်တော်ပို့လွယ်တယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီအရှိမ login ဝင်တာလေးတစ်ချက်ပြမယ်ကိုအကောင့်တွေရှိရင် login ဝင်လို့ပေါ့နော်လွယ်ပါတယ်မခက်ပါဘူးဒီချိန်မှာဖွင့်လို့မရဆိုရင်တော့ VPN ခံပြီးလဲနော် VPN မခံမဲနဲ့ရတယ်ဆိုလဲရတယ်ပေါ့နော်နှစ်မျိုးသလုံးဖွင့်လိုက်ပေါ့နော်ဒါကျွန်တော်တို့ VPN မခံမဲနဲ့ဖွင့်လဲဆိုတော့ရသွားပါတယ်အဲ့တော့တစ်ချက်လေးလက်ကြည့်ပြပါပြီးရင်ခဏလေးစောက်ပါနော်လွယ်ပါတယ်မခက်ပါဘူးပေါ့နော်ငွေရလဲတွေ့တယ်ပေါ့နော်ဒါလေးရတော့မစိုးဒါပေမဲ့ရေရှည်အတွက်ဆိုရင်တော့မပြောတတ်ဘူးဒါပေမဲ့လောလောဆယ်တော့ငွေပတ်စံနေဝင်နေပတ်စံနေရတယ်ဆိုတော့တကယ်ရတယ်ပေါ့နော်လွယ်လဲလွယ်တယ်ရိုက်ခဲ့တာမရှိဘူးပေါ့နော်ခဏလေးစောက်ပါနော်နည်းနည်းလုံးလေးလဲ line လေးသိမကောင်းပြီးတော့လို့ရှိရင်ဒီတိုင်းတွေ့ရပါလိမ့်မယ်အဲ့တော့ကျွန်တော် complete your profile ကိုကျွန်တော်တို့အရင်ဆုံးနာမည်ထည့်မယ်နာမည်မထည့်လဲအခုသူ့ပုံစံတိုင်းပေးထားတာဟာလည်းရတယ်ဒါပေမဲ့ကိုကကိုယ့်ဘက်ကိုနာမည်ပေးချင်တယ်ဆိုလည်းရပါတယ်အဲ့တော့နာမည်ပေးလိုက်မယ်အနီးအောင်စာတန်းလေးပြရင်တော့မရဘူးเนาะအခုလိုမျိုးအနီးအောင်စာတန်းပြရင်မရဘူးအဲ့တော့ကျွန်တော်တို့ကအနီးအောင်စာတန်းမဟုတ်တဲ့အချိန်ဒီနာမည်ကိုပြောင်းနေရမှာဖြစ်ပါတယ်ဒါမှမဟုတ်သူ original ပေးတဲ့နာမည်ထည့်မယ်ဆိုရင်တော့လွယ်သွားမှာပေါ့နော်မရသေးဘူးထပ်ပြောင်းမယ်ပေါ့နော်အခုရပိုင်းလမ်းအသိမကောင်းအဲ့တော့အဆင်မပြေဖြစ်နေနော်အခုဒီလိုမျိုးတွေ့ပါလိမ့်မယ်အဲ့ဒါကြောင့်ကိုကြည့်ချင်တယ်ကိုတင်ချင်တယ်ဒီတိုက်ကိုရွေးလိုက်ပေါ့နော်ကိုဗီဒီယိုတင်မဲ့တိုက်ကိုရွေးလိုက်ဟိုမှာ fan ဆိုလဲ fan dance ဆိုလဲ dance ပေါ့နော်ကိုကတဲ့ဗီဒီယိုကြီးလားအဲ့လိုမျိုးရွေးပါနော်ပြောလို့ရှိရင်အဲ့မှာကျွန်တော်တို့ပထမဆုံးပို့တင်ရမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးပို့တင်ဖို့အတွက်ကျွန်တော်တို့ permission ပေးမယ်ပြီးရင်ကိုတင်ချင်တဲ့ပို့ကိုရွေးပြီးတော့မှတင်လိုက်မယ်ပေါ့နော် welcome ပုံစံမျိုးပေါ့နော် welcome ပို့တင်ပေးရတယ်ပထမဆုံးပို့ကတော့တင်တော့တင်ပေးရမယ်နော်မတင်လို့မရဘူးတင်ပေးလိုက်ပါတင်လို့ရှိရင်အခုလိုတွေ့ရပါလိမ့်မယ်သူကတော့ဗီဒီယို update ကိုတခါတည်းပြန်လုပ်လို့ရတယ်ရွေးပြီးလို့ရှိရင်အဲ့ထဲမှာပဲဗီဒီယို update ပြန်လုပ်လို့ရတယ် color ပြန်ချိန်လို့ရတယ်ကျွန်တော်တို့ဒီ color adjust လုပ်လို့ရတယ် filter လေးခံလို့ရတယ်ပေါ့နော်ပြီးတော့လို့ရှိရင်အမှန်ချစ်လိုက်အခုလိုမျိုး export ထုတ်နေတာတွေ့ရပါလိမ့်မယ် export ထုတ်တဲ့ချိန်တိုင်းခဏလေးစောက်ပြီးပေါ့နော် export တရားထိရပါလို့ရှိရင်အခုလိုတွေ့ရမှာဖြစ်ပါတယ်ပြီးတော့ရှင်ကျွန်တော် caption ဆိုတဲ့ tag တွေကိုရင်ရေးပါကိုဗီဒီယိုဘာအကြောင်းရလဲ tag တွေကိုရေးပြီးသွားရင်ကျွန်တော်တို့က upload ခလုတ်ကိုချက်နှိပ်လိုက်လို့ရှိရင်ဗီဒီယိုက upload တင်ပြီးရဖြစ်ပါတယ်okay အဲ့လိုဆိုရင်ကျွန်တော်ဗီဒီယို upload တင်ပြီးသွားလို့ရှိရင်သူ့ရဲ့ interface ကတော့ကျွန်တော် TikTok နဲ့ဆင်တယ်ပေါ့နော် TikTok နဲ့ဆင်တယ်ပေါ်ဆွဲတင်လိုက်ရင်ကျွန်တော်တို့ကဗီဒီယိုအသစ်တွေတွေ့ရမှာဖြစ်ပါတယ်TikTok နဲ့တော်တော်လေးဆင်တယ် user interface က TikTok ပုံစံမျိုးပဲเนาะအဲ့တော့ဗီဒီယိုတင်ချင်တယ်ဆိုရင်တော့အပေါင်းခလုတ်လေးနှိပ်ပြီးတော့မှဗီဒီယိုအသစ်တွေတင်လို့ရတယ်လူများဗီဒီယိုကြည့်ချင်တယ်ဆိုလည်းရတယ် like ပေးလို့ရတယ် comment ပေးလို့ရတယ်ပေါ့နော်အဲ့တော့လူပုံစံလေးနှိပ်လို့ရှိရင်အခုဒီလိုပဲတွေ့ရလိမ့်မယ်အဲ့မှာကျွန်တော်ပထမဆုံးတင်ထားတဲ့ဗီဒီယိုတွေ့ပါလိမ့်မယ်0 view เนาะအခုပဲတင်ထားတဲ့ဗီဒီယိုပါเนาะအဲ့တော့မှ like တယောက်ပေးထားတာတွေ့ပါတယ် okay အဲ့တော့ကျွန်တော် setting နဲ့တစ်ချက်ပြမယ်ပေါ့နော်ပြီးပါလို့ရှိရင်ကျွန်တော် setting ကိုတစ်ချက်ပြမယ်เนาะလူပုံစံလေးကိုတစ်ချက်နှိပ်ပြီးတော့ထိုးဘတ်တောက်ဆုံးမှာကလုတ်လေးရှိပါတယ်အဲ့မှာ setting ပုံစံလေးပေါ့เนาะအဲ့ဒီ setting ပုံစံလေးကိုတစ်ချက်နှိပ်မယ်ပြီးပါလို့ရှိရင်ကျွန်တော်ဒီမှာ creator ဆိုတဲ့ကလုတ်ကိုနှိပ်ပြီးတော့တစ်ချက်ပြပေးမယ်เนาะ creator လို့တစ်ချက် creator ကလုတ်ကိုတစ်ချက်နေအခုလိုမြင်ရမှာဖြစ်ပါတယ်အဲ့မှာ start year ဆိုပြီးတော့အမှပတ်စံရှာလို့ရတဲ့ဟာလေးတွေ့မယ်ပေါ့နော်အဲ့မှာသူကတက်မှတ်ချက်ရှိရပေါ့နော် super like 5ခုရှိလို့ရှိရင် beacon partner ဖြစ်သွားပြီပေါ့နော် beacon partner beacon creator ဖြစ်သွားပြီဆိုရင် super like 5ခုရရနဲ့စပြီးတော့မှဗီဒီယိုတွေမှာပတ်စံစဝင်မှာဖြစ်ပါတယ်အဲ့တော့တယောက်နဲ့တယောက်က like ပေးမယ်တယောက်နဲ့တယောက် super like ရအောင် invite ပေးမယ်ဆိုရင်တော့ super like 5ခုကခဏလေးပြမှာပါ super like 5ခုရနဲ့တန်ပြီးကိုအကောင့်ထဲမှာပတ်စံစဝင်မှာပေါ့နော်ကျေးဇူးများတင်ပါတယ်ဒီဗီဒီယိုတော့ဒီလောက်ပါပဲအဲ့တော့
ကျွန်တော်ဝေဖူကအကောက်ဖွင့်ပြီးတော့မှပတ်စံရှာချင်တဲ့လူတွေအတွက်ဆိုရင်တော့ဝေဖူအကောက်ဖွင့်ပြီးတော့မြန်မြန်ပတ်စံရှာလဲပေါ့နော်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုလေးဆက်တွေ့တော့ပေါ့